လင်းလက်ကဘာတွေလဲဘာတွေရောင်းရမှာလဲခဏခဏမေးကြတယ်เนาะအဲ့တော့လင်းလက်ကဘာတွေလဲဆိုတော့ပြောပါမယ်ဒါကျမတို့လင်းလက်ရဲ့ဘယင်မကြီးပေါ့နော်လင်းလက်ရဲ့ဘယင်မကြီးရှော့ဝါဖြစ်ပါတယ်ဒါတယောကောင်းရှော့ကြီးပေါ့နော်မမမကဒီလိုလေးခွဲပြပေးမယ်နော်ဒီလိုလေးခွဲပြပေးမယ်ဒီမှာဒါဆိုလို့ရှိရင်ပေါင်းစီเนาะဒီမှာပေါင်းစီခေါင်းမလျှော့ကမှာပေါင်းစီလိမ့်ပြီးရင်တယောလေးနဲ့ရှော့ပြီးရင်မကြီးလေးနဲ့ရှော့ပြီးလို့ရှိရင်မဆိုးမချောက်ချိန်မှာ hair mask လေးနဲ့ပေါင်းပြီးရင်နောက်ဆုံးပိတ်မှာ hair coat ကလေးလိမ့်သပင်အတွက်ဆိုရင်ဒီမှာ9ဘူးတစ်ဆက်ရှိတယ်เนาะသပင်အတွက်ဆိုရင်9ဘူးတစ်ဆက်ရှိပါတယ်တပူးကို9000နဲ့မှာ900အဲ့တော့ကျမတို့သပင်လေးတွေလှကျင်တဲ့သပင်ကျွတ်တက်တာကျင်တဲ့သပင်တွေထူထူတန်တန်လေးဖြစ်ကျင်နေဆိုရင်တော့ဒီ hair series တစ်ဆက်ကိုသုံးပေးပါ hair series တစ်ဆက်ကြိုက်တာယူ9000နဲ့မှာ900ဖြစ်ပါတယ်ပြီးရင်တော့မမတို့ဗာလေးကြော်ညာပေးမှလဲဆိုဒီမှာမျက်နှာတစ်ဆက်ပြ9မျိုးရှိပါတယ်เนาะမျက်နှာတစ်ဆက်ပြ9မျိုးပါကိုယ့်ရဲ့မျက်နှာအသားယူရွေးချယ်ပြီးတော့မှမမမူရေကျမကတော့ဝက်ချန်ထွက်ပါတယ်မမမူရေကျမကတော့တင်းနေမဲဆက်ရှိပါတယ်မမမူရေကျမမျက်နှာကတော့6ပါတယ်မမမူရေကျမမျက်နှာကတော့အစီပြန်ပါတယ်မမမူရေကျမမျက်နှာကတော့ဘာမှတော့မရှိဘူးဒါပေမဲ့အသက်ကြီးတဲ့ချိန်မှာပရေတွန့်တာတက်တာချင်တာကျမတို့အသက်ကြီးပိုင်းဆိုရင်ရတယ်မမမူတို့ကဒီဆက်ပြ9မျိုးတွေကတင့်တော်ရနဲ့ရွေးပြီးမှဖြစ်ပါတယ်ကျမကိုယ်စားလှယ်လေးရွေးတတ်တယ်ပေါ့နော်အဲ့တော့ဒီမှာဆက်ပြခဲက9မျိုးရှိတယ်မကြီးလေးနဲ့လောက်တာရှိတယ်ရှားတောင်းနဲ့လောက်တာရှိတယ်ကော်ဖီနဲ့လောက်တာရှိတယ်ဆန်နဲ့လောက်တာရှိတယ်ဓာတ်နှလုံးနဲ့လောက်တာရှိတယ်အာလုံးနဲ့လောက်တာရှိတယ်မုံလာဥနီနဲ့လောက်တာရှိတယ်အားလုံးဒီနော်တဘာဝပစ္စည်းတွေကိုတက်နိုင်သမျှအသုံးပြုပြီးတော့မှလုပ်ပေးထားတာဖြစ်ပါတယ်အားလုံးတစ်ခွဲကဖြည့်လေးနဲ့တော့ထုတ်ပေးထားတာဖြစ်ပါတယ်ရှင့်အဲ့တော့ဒီဆက်ပြခဲလေးတွေကလည်း9000နဲ့မှ900ဖြစ်ပါတယ်ဟုတ်ကဲ့ပါမမမူရေကျမကတော့အသားရဖွေးကျင်တဲ့ကြီးကျင်တဲ့ဆက်ခရက်ကလေးတွေသုံးကျင်တယ်ဆိုလို့ရှိရင်တော့ဒီမှာဆက်ခရက်3မျိုးရှိပါတယ်အသက်ကြီးတဲ့လူဆိုရင်တော့မကြီးလေးဆက်ခရက်ကိုညွှန်းပါတယ်ဒါမကြီးလေးဆက်ခရက်ပါအသက်ကြီးတဲ့လူတွေအတွက်ကတော့ပို့ပြီးတော့အညောင်းညာကောင်းဖို့ပို့ပြီးတော့အပူထွက်ဖို့ဆိုရင်သူကပိုကောင်းတယ်မကြီးသေးပေါ့နော်နောက်တစ်ခုဒါလေးကတော့ coffee ကမွန်သီးလေးပါဒါလေးကတော့ coffee လေးပါပေါ့နော်တချို့က coffee နဲ့ဓာတ်မတည့်တဲ့လူတွေရှိတယ်ဒါဆိုရင်ကမွန်သီးကိုသုံးပါတချို့ကကမွန်သီးနဲ့ဓာတ်မတည့်တဲ့လူတွေရှိတယ်အဲ့ဒီတော့မမမူတော့ coffee ထုတ်ပေးရတာပေါ့နော်ဓာတ်မတည့်ဘူးဓာတ်တည့်တယ်ကတော့ကိုယ့်အကိုပဲသိလိမ့်မယ်နော်မမမူတော့အသားရည်တိုင်းတော့မသိနိုင်ပါဘူးဒါကြောင့်မလို့3မျိုးထုတ်ပေးထားပါတယ်ရှစ်ရှင်လေးဖြစ်ပါတယ်ရှားတောင်းလက်ပတ်နဲ့လောက်ထားတဲ့ lotion လေးပါရှစ်အဆိုဓာတ်ကိုအရန်ထိမ့်ပါတယ်စက်ခွက်တိုက်ပြီးတော့ဒီလို lotion လေးလိမ့်မှဖြစ်ပါလိမ့်မယ်ရှစ်ဒါလေးကတော့သိတဲ့အတိုင်းပဲနှာခမ်းနီလေးပါညဆိုးအိတ်လို့လည်းရတယ်နှာခမ်းနီကအဆိုဓာတ်ကလေးခိုင်မာဖို့ရတဲ့သူ့ကိုသုံးပေးပါသူလေးကတော့တနခါမုံဘူးလေးပါရှင့်9500တဲ့ပဲထည့်ပေးထားပါတယ်တနခါမုံဘူးလေးပါရှင့်အရန်တန်တယ်ခရီးသွားတဲ့အချိန်မှာလဲသူ့ကိုအမှုံလေးကိုမျက်နှာလေးပေါ်ကိုရေအမှုံလေးကိုရေဖြောပြီးလိမ့်လိုက်တာနဲ့တနခါလေးဖြစ်သွားတယ်ပေါ့နော်တင်းတရားလေးကတနခါမုံလေးပါပြီးရင်เนาะဒီမှာရေချိုးဆက်ပြ2မျိုးရှိတယ်မကြီးရေချိုးဆက်ပြရှိတယ်ရှားတောင်းလက်ပတ်ရေချိုးဆက်ပြရှိတယ်မက်ဇလီလို့ပြောရင်လည်းရတယ်တခွားလို့ပြောရင်လည်းရတယ်ဒီထဲမှာ3မျိုးတောင်ထည့်ပေးထားတယ်မမမူကเนาะဒီမှာမကြီးသီးမဲ့ရေချိုးဆက်ပြရှိတယ်ကဲရေချိုးဆက်ပြက2ဘူးရှိတယ်ကွာအဲ့တော့ဘလို့ပဲယူဒါတွေအကုန်လုံးကိုယူမယ်ဆိုဒီတပန်းလုံးကြိုက်တာယူเนาะတပန်းလုံးကြိုက်တာယူတပန်းလုံးကြိုက်တာယူတဘူးကို9500တပန်းလုံးကြိုက်တာယူတဘူးလေးယူမယ်ဆိုရင်9500မမမူကြီးဒီပစ္စည်းတွေအကုန်သုံးကျင်တယ်ကျမ10ဘူးကျမကစုပဲမယ်ဒါမှမဟုတ်ကျမတငယ်ချင်းတွေနဲ့စုပဲမယ်10ဘူးယူမယ်ဆိုရင်9000နဲ့မှ800ပဲကျတယ်เนาะတဘူးကို9800ပဲကျတယ်9000နဲ့8000ပဲကျလိမ့်မယ်เนาะတဘူးချင်းဝင်9500 10ဘူးစုဝယ်မယ်ဆိုရင်9000နဲ့800 9000နဲ့8000စီပဲကြမယ်ကြတော့တနခါကဲလေးပေါ့နော်ကျမတို့လိုအချိန်မရှိဘူးပေါ့နော်အချိန်မရှိတဲ့လူတွေကဟာရီကတနခါကဲလေးကိုသုံးမယ်ဆိုရင်ဒီတနခါကဲလေးကတော့တဘာဝစစ်စစ်နဲ့လုပ်ထားတာဖြစ်တယ်တခွဲကန်းဖြစ်နေတဲ့တော့ထုတ်တာဖြစ်တယ်ကျမတို့တနခါလိမ့်မယ်ဆိုရင်เนาะဒီမျက်နှာပေါ်မှာအသားရည်ကလုံးဝကိုဘယ်လိုပြောမလဲအာဆန်နစ်ဓာတ်တွေလက်ဓာတ်တွေမာဂျူရီဓာတ်တွေပါတယ်ဆိုရင်ကျမတို့မျက်နှာကြီးတွေမဲမဲသေးသေးတွေဖြစ်သွားတတ်တယ်အဲ့ဒါတွေမပါဘူးဆိုတော့ကျမတက်ခွဲထားတာဖြစ်တယ်ဒီအဲ့ဒါလေးကြော်ညာချင်တာပါအဲ့တော့ဒီတပန်းလုံးတွေကဒီဘဲကကြိုက်တာယူတဘူးကို9500 10ဘူးဈေး9800ဈေးနဲ့ရမယ်ခုနကျမ်းမာရေးထုတ်ကုန်9မျိုးရှိတယ်အဲ့ဒါကတော့တဘူးကို11000 10ဘူးဈေးဆိုရင်9200နဲ့ရမယ်နော်9200ဒါလေးကတော့တခဲကို6000တောင်ဆိုးရောက်သွားပြီဒီအထုပ်တွေဆိုရင်အခဲ8000ကျမရဲ့သုံးဆွဲသူတွေအခဲ8000တောင်အားပေးသွားပြီကြည့်လိုက်ဒီအထုပ်ကလေးဆိုရင်လေအဲ့ဒါကြောင့်အရန်ပျော်လို့ပါနော်